ပတ်တစ်ကျွန်တော်ပြောချင်တာကတော့ဒီအမေချတဲ့ဥစ္စာဒီနေ့မှချတာမဟုတ်ဘူးဒါမိအောင်လိုက်ကတူစာအုပ်ထက်မှာချပြီးသားရှိတယ်တကယ်ဒါဆိုရင်တော့ COVID-19 ရဲ့ကတာချက်တွေကိုစီမီစီကာတွေကိုမလိုက်နာတဲ့သူကမြန်မာနိုင်ငံမှာမြန်မာပြည်သူပြည်သားတွေလည်းမဟုတ်ဘူးဒေါ်အောင်ဆောက်ရှိနိုင်ငံတော်တိုင်ပြည်ခါလည်းမဟုတ်ဘူးတကက်ဒီ COVID-19 ရဲ့စီမီစီကာတွေကိုမလိုက်နာတာဟာစီဘူချိုဒီနဲ့မိအောင်လှိုင်နဲ့သူ့အပေါက်ပါတွေဖြစ်တယ်ဘာဖြစ်လို့လဲသူတို့ကတနေရာပြီးတနေရာကိုတွားတယ်တမျိုးပြီးတမျိုးကိုတွားတယ်တပီနယ်ပြီးတပီနယ်ကိုတွားပြီးတော့ COVID-19 ကြီးကျယ်ဖြီးတဲ့အချိန်မှာเนาะဒီစစ်မေပြီးမှာအတိုးပြုတဲ့စီလနဲ့တွေကိုเนาะအဲ့လိုနဲ့တွားပို့ပြီးတော့လူထုကိုတွားတိုက်ခိုင်းတယ်စစ်ကျင်ရတယ်ဆိုတော့သူတို့ကတကယ်ဒါဆိုရင် COVID-19 စီမီစီကာတွေကိုတကယ်ချုပ်ဖောက်တဲ့လူကသူတို့ပဲဖြစ်တယ်ဒေါ်အောင်ဆောက်စီလည်းမဟုတ်ဘူးနိုင်ငံတော်တမဒါစီလည်းမဟုတ်ဘူးဒေါ်အောင်ဆန်းစုကြည်ဒီ face mask ကိုတေချာတားထားပြီးတော့သူကလာပေါ်မှာလာတဲ့ထောက်ခါအားပေးသူတွေကိုပဲနှုတ်ဆက်တာဖြစ်တယ်ပြီးတော့တခုကကျွန်တော်မမေ့ဖို့ဟာဆိုရယ်ဒီဖက်ကအခုနလို inciting violence နိုင်ငံတော်ကိုစူပူအောင်ဖာတိလိုက်တာဘာတူလဲအာနာတိတ်ချပဲမဟုတ်ဘူးလားတကယ်ဒါဆိုတော့အာနာတိတ်ပြီးတဲ့ဖေဖော်ဝါရီလ ရက်နေ့နောက်ပိုင်းမှာနိုင်ငံတော်တိုင်ပိခါဒေါ်လကောင်တပရာချီဦးဝိမိဒေါ်လကောင်သူတို့နှစ်ယောက်စလုံးဟာထိတ်ချို့ချစ်ကိုခံရတယ်ဘယ်နေရာမှာသူတို့ကပြည်သူလူထုနဲ့အဆက်အသွယ်မရှိတော့ဘယ်မီဒီယာမှလည်းအဆက်အသွယ်မရှိတော့ဘလုံးနဲ့မှကိုအဲ့ဒီအချိုးထောင်ထက်ကနေပြီးတော့သူတို့ချိုးနှောင်ထားတဲ့နေရာကနေပြီးတော့သူတို့ရှင်းနေဒီတောင်မှစကားပြောခွင့်မရတာပေါ့ဘလုံးနဲ့သူတို့ကနိုင်ငံတော်ကိုစူပူတောင်းကြလုံနိုင်တယ်ကျွန်တော်ကဒီနေ့အမှုတစ်ခုကိုမေ့ချတဲ့အပေါ်ကတကယ်တော့ကြည့်မယ်ဆိုရင်တကယ်တော့အဲ့ဒီအမှုတစ်ခုစလို့ကိုတကယ်လုံးနေတဲ့ကျွလွန်နေတဲ့သူတွေကပဲအဲ့ဒီအမှုကိုမကျွလွန်တဲ့အပြစ်မဲ့ဒေါ်ဆာစုချီနဲ့တပရာချီဦးဝင်းမီကိုချရတာဖြစ်ပါတယ်ဒေါက်တာဆာဆာကိုရန်ကလေဒေါ်ဆန်းစုကြည်နဲ့ကဟိုပုတ်ကွေရေးလည်းရင်းနှီးတယ်ပေါ့နော်ဆိုတော့ဒီလိုသူ့ကိုအမိန့်ချမှတ်လိုက်တဲ့အပေါ်မှာဒေါ်ဆန်းစုကြည်ကဘလို့များရင်ဆိုင်မယ်လို့ယူဆပါလဲလူတိုင်းမှာလူစိတ်ရှိကြပါတယ်လူကငိုတတ်တယ်လူကနာတတ်တယ်ဂျင်တတ်တယ်ပြစီရထိရရှာလွယ်တဲ့လူတွေပါတကယ်တော့ဆိုရင်လူတိုင်းဟာအတူတူပါပဲကျတို့မှာနှလုံးသားတွေရှိကြပါတယ်ကျတို့မှာမိသားစုတွေရှိကြပါတယ်ကျတို့မှာเนาะဒါအားလုံးရှိကြပါတယ်ဆိုစစ်စားကြည့်ပါနံပါတ်1သူရဲ့အခွင့်အရေးတွေအားလုံးသူချိုးသွားတာသူမိသားစုနဲ့တောင်သူကမနေတော့တဲ့เนาะနိုင်ငံကောင်းဆောင်ပါเนาะတစ်ဖက်ကပြောမယ်ဆိုရင်စွန့်လွတ်လိုက်တဲ့ဥစ္စာကရည်တွက်လို့ကိုမရမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့မြန်မာနိုင်ငံဖက်ဒရယ်နဲ့တရားမျှတရနိုင်ဖို့ရအတွက်နိုင်ငံတော်တိုင်ပြည်ခါတော်အောင်ဆန်းစုကြည်ပေးဆသွားတာဟာတကယ်ဒါဆိုတာဖုံးနဲ့တွဲလို့မရဒီနေ့နိုင်ငံတော်တိုင်ပြည်ခါတော်အောင်ဆန်းစုကြည်နဲ့ဓမ္မရာကြီးဦးဝင်းမင်းရည်ဆိုင်နေရတဲ့မတရားချင်းဒီတကယ်ဒါဆိုတော့မြန်မာပြည်သူလူထုအလုံးကနေတိုင်းညံတိုင်းအာနာတိပြီးတဲ့နောက်ပိုင်းမှာခါစားနေရတဲ့ပြဿနာလည်းဖြစ်တယ်ကျွန်တော်အဖတာမခံသေးတာအတတာမခံသေးတာတို့တော့ကျွန်တော်လည်းဖတ်သူတို့လိုဖတ်နိုင်တယ်ကျွန်တော်ကိုလည်းသူတို့ကိုတတ်တယ်လို့ကျွန်တော်ကိုလည်းလာတတ်နိုင်တယ်ဆိုတဲ့စိတ်ကလူတိုင်းမှာရှိတယ်တကဘာလို့ကနိုင်ငံတော်တိုင်ပြည်ခါဒေါ်ဆာစုကြည်ရဲ့တတိကိုတိပြီးသူရဲ့တတိကဘလောက်ခက်တယ်လဲဆိုတော့မိအောင်လိုက်ကဘလောက်ပဲလို့ဘာပဲလို့သူရဲ့တတိကိုတော့ဘတော်မှတလက်မှတော့မှသူချောကြမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တရားမှတရားတည်တယ်တည်တဲ့အတိုင်းပဲကျွန်တော်ယုံကြည်တယ်ဒါဒူးကပို့ပြီးတော့အားကောင်းစေတယ်စိတ်ဓာတ်ပို့ပြီးတော့ထက်တန်စေတယ်ဆိုတော့ကျွန်တော်တို့လည်းဒါတူပါတကယ်ဒါဆိုကျွန်တော်ကလည်းဖြီးအပ်ပေးလေအဲ့လိုနဲ့မတမာမှုတွေများလေကျွန်တော်ကပို့ပြီးတော့စိတ်အားကထက်တန်လေဖြစ်တယ်ဒါလည်းထူးဆန်းတာပေါ့ကျွန်တော်ကအခုဆိုရင်တကယ်တမ်းဒါလည်းဒီနိုင်ငံတော်တိုင်ပြည်ခါမှာဖြစ်နေတဲ့ဥစ္စာပဲဆိုတော့ကျွန်တော်စုရည်တာကတော့အဲ့ဒါအပိုင်းမဟုတ်ဘူး
ကျွန်တော်ဆိုရတာကတော့သူ့ရဲ့ဂျာမန်ရေးအပိုင်းပေါ့ဂျာမန်ရေးအပိုင်းလို့ပြောတဲ့အခါမှာအခုနလို့သူ့ကိုဘာထမင်းတွေကျွေးနေတယ်မသိဘူးဘယ်လိုအခြေအနေမျိုးမှာသူ့ကိုထားလည်းမသိဘူးတကယ်ထားဆိုတော့ဒီစီဘိုချိုဒီကိုနိုင်ငံတော်အတိုင်းပြည်ခါကိုကြီးစုဆော့ဆော့ဖို့ကျွန်တော်ဘယ်လိုပြောမလဲနော်ဒါတမ point တောင်မှကျွန်တော်တို့ကိုမယုံကြည်ဘူး ဒေါအောင်ဆန်းစုကြည်ရဲ့နောက်နိုင်ငံတော်အကြီးအကဲတွေပေါ့နော်သူဒီထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်လိုက်တယ်ဆိုတော့ဒီပုံမှာလည်းနိုင်ငံတကာကုလသမဂ္ဂအပေါင်းဝင်နိုင်ငံတကာအခုတုံ့ပြန်တဲ့ထွက်လာတာကြားရတယ်ပေါ့နော်ဆိုတော့ဒီစစ်ကောင်စီအနေနဲ့ကဘာကြောင့်မလို့ဒီလိုတရားစွဲတာထောင်ချတယ်လို့ထင်ပါလဲဒီအာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ရွေချက်ကတော့စစ်စစ်လေးပဲဒီမိုကရေစီကိုဆုတ်တတ်မယ်ဖက်ဒရယ်အိမ်မက်များကိုဆုတ်တတ်မယ်မြန်မာပြည်သူလူထုရဲ့အိမ်မက်များအားလုံးကိုရတခိုင်မယ်အဲ့မှာစီအာဏာစစ်စနစ်ကိုတည်ဆောက်မယ်စီအာဏာစစ်စနစ်အောက်မှာမိအောင်လှိုင်ကဘယီဖြစ်လာမယ်သူတို့လိုပေါ့နော်သူ့ကိုဘယီဖြစ်လာမယ်သူနောက်ကဆိုအဲ့လိုပေါ့ပြောချင်တာကဒါသူတို့ရဲ့အိမ်မက်ဒါသူတို့ရဲ့အခုကနှစ်ပေါင်း90အတွင်းဒီစီပူချိုးတွေခိုးထားတဲ့ပြည်သူလူထုရဲ့ပဲဆန်တဲ့မြန်မာနိုင်ငံရဲ့ဒေသသားတွေလွယ်တာမဟုတ်တော့ကျွန်တော်တော့ထင်တယ်ဒီအာရှတိုင်းမှာအခြားသာဆိုလူတွေကိုပြောပါလို့လွတ်လပ်စွာစူးစမ်းစစ်ဆေးခွင့်ရှိမယ်ဆိုရင်အခြားသာဆိုလူတွေကမြန်မာပြည်ထက်ကစီပူချိုးတွေဖြစ်ကိုဖြစ်မှာအဲ့ဒီခြားတာကြွယ်ဝမှုတွေအားလုံးကတရားချင်းနဲ့ယူတာတခုမှမရှိဘူးလူကိုတားပြီးတော့ယူတယ်နိုင်ငံကိုဖျက်ဆီးပြီးတော့ယူတယ်ဒါတွေအားလုံးကသူတို့တက်မှာရှိတယ်ဒါပြည်သူတွေတိဖို့လို့ဥပမာမြန်မာနိုင်ငံမှာကုမ္ပဏီအားလုံးပေါ့နော်စစ်ဗိုလ်ချုပ်တွေလို့ပြောတဲ့အခါမှာနိုင်ငံရေးမှာလည်းလဲဝါချီအုပ်ထားတယ်စီးပွားရေးမှာလည်းလဲဝါချီအုပ်ထားတယ်အုပ်ချုပ်ရေးမှာလည်းလဲဝါချီအုပ်ထားတယ်ကာကွယ်ရေးလို့ပြောတယ်ဆိုတော့တမတော်သားလို့ပြောတာကသူတို့အတွက်တော့ဘယ်လိုပြောမလဲကာဗာယူထားတာပဲဖြစ်တယ်ဒါပေမဲ့ဒီမြန်မာတမတော်လို့ခေါ်တဲ့တမတော် institution တစ်ခုလုံးကို hijack ပြန်ပေးဆွဲပြီးတော့သူတို့အသုံးဆွဲနေလည်းဖြစ်တယ်ဆိုတော့ဒေါ်အောင်ဆန်းစုကြည်လို့ခေါ်တဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်ဒီဘယ်သူလဲလို့ပြောမယ်ဆိုသူဒီ democracy defender federal defender of democracy အတွက်ကိုကနှစ်ပေါင်း33ကျော်အသက်ကိုဆွလွတ်ပြီးတော့လှုပ်လာခဲ့တဲ့သူဖြစ်တယ်ဆိုတော့သူ့ကိုဖျက်ဆီးခြင်းဒီဖက်ကသူတို့ရဲ့စီပူချုပ်တွေရဲ့စီပွားအကျိုးစီးပွားကိုကာကွယ်ခြင်းလည်းဖြစ်တယ်ဒီမိုကရေစီရမယ်ဆိုရင်စီပူချုပ်တွေရှုံးတော့မှာကိုသူတို့နားလည်တယ်ဒါကြောင့်သူတို့ကဖွဲ့စည်းပုံအခြေခံဥပဒေကိုလုပ်တယ်အဲ့ဒီမှာဒေါ်အောင်ဆန်းစုကြည်ကိုတမတမဖြစ်နိုင်အောင်ဖွဲ့စည်းပုံအခြေခံဥပဒေတကားပေးထားတယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်သူတို့ကဒီမိုကရေစီအယောင်ဆောင်တယ်တို့တော့တစ်ဖက်ကဆိုရင်စီအာဏာစစ်စနစ်ကိုဒီမြင့်အောင်လုပ်မယ်စီအာဏာစစ်စနစ်ကိုတည်ဆောက်မယ်အဲ့ဒီစီအာဏာစစ်စနစ်အောက်မှာမြန်မာပြည်သူလူထုအလုပ်ကကြုံခံမယ်ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကိုဒီနေ့အထိစီဘိုချိုတွေကဒီလောက်အထိကြောက်လန့်နေတာဘာကြောက်လဲဒေါ်စုကြည်မှာလက်နဲ့တခုမှမရှိဘူးလေသူ့မှာဘာမှမရှိဘူးသူ့မှာပြည်သူလူထုကလွဲလို့သူလည်းပြောတာပဲနော်ကျမမှာတဲ့ပြည်သူလူထုကလွဲလို့ဘာတခုမှကျမမှာမရှိဘူးရှိနေအဲ့လိုအခြေအနေမျိုးမှာသူ့မှာရှိတာကဘာလဲဘာကြောင့်ဒီလောက်အထိသူ့ကိုကြောက်နေရတယ်လဲဘာကြောင့်ဒီလောက်အထိသူ့ကိုထိချုံနေရတယ်လဲဒါကိုကြည့်ချင်းအဖြစ်သူ့ရဲ့ power သူ့ရဲ့လုံနိုင်စွတ်ဒီလောလာချင်းနဲ့တရားမျှတရေးနဲ့ဒီမိုကရေစီရရှိဖြစ်နေလို့အတ္တာကတကယ်ဒါဆိုစီဘူချုပ်တွေကတက်ကက်ထားပြီးတော့ဒီရွယ်ချက်ရှိတဲ့ဒါကိုတခုလုံးကိုချုံငိမ့်စေခြင်းနဲ့အခုဒေါအောင်ဆန်းစုကြည်ကိုပြစ်ဒဏ်ချမှတ်လိုက်တာတွေနဲ့ပတ်သက်လို့ပေါ့နော်ဒီ NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကရောဘယ်လိုတုံ့ပြန်သွားဖို့ရှိပါလဲနောက်အယူခံတွေဘာတွေဝင်ဖို့ရောတိုက်တွန်းမှာပါလားဒါကတော့စစ်လေးပဲကျွန်တော်တို့ကဒီတရားစီချင်းကိုလို့ဝဘယ်တော့မှဒါကိုလက်ခံမှာမဟုတ်ဘူးဆိုတော့ NUG အနေနဲ့ကတော့ကျွန်တော်တို့လှုပ်ရှားရှိတာကိုဆက်လက်လှုပ်ဆောင်သွားပါလိမ့်မယ်ကျွန်တော်လှုပ်ရှားရှိတာကနံပါတ်1စီအာနာစီစနစ်ကိုချက်ချင်းချုံငိမ့်စေရအမိပြချုံငိမ့်စေရစီအာနာစီစနစ်ချုံငိမ့်ပြီးမှFederal Democracy ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရ Federal Democracy ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ
မြန်မာနိုင်ငံကြီးကိုလူတိုက်အတွက်ဘာသာမရွေးလူမျိုးမရွေးเนาะတိုင်းသားမရွေးအားလုံးအတွက် Federal Democracy နိုင်ငံကိုတည်ဆောက်ရဆိုတာဟာ NUG ရဲ့ roadmap NUG တွားရမယ်ကျွန်တော်မြန်မာပြည်သူလူထုအားလုံးအတူတကွတွားရမယ်ကျွန်တော်လာစီချမှတ်ပြီးသားဖြစ်တယ်အဲ့ဒီလာစီကတော့ဘလောက်ပဲခက်ခဲနေပါစေဘလောက်ပဲကြာတာနေပါစေကျွန်တော်ကဆက်လက်ချစ်တဲ့မှာဖြစ်တယ်အခုအမေတော်အောင်ဆဆုချီတော်လကောင်ဓမ္မရာကြီးဦးမိတော်လကောင်သူတို့က NUG ရဲ့တမတာကဓမ္မရာကြီးဦးမိပဲကျွန်တော် NUG မှာနိုင်ငံတော်တိုင်ပိခါကတော်ဆဆုချီပဲဒါကြောင့်မလို့ကျွန်တော်ကောင်းဆောင်တွေကိုဒီလိုအတိအဓမ္မအဲ့ဒီလိုမတရားချင်းရီဆိုင်နေရတဲ့ရီဆိုင်ခိုက်တဲ့သူတွေကိုကျွန်တော်တနေ့ကြရင် ICC မှာသူတို့ကိုတရားစီချင်းခေါ်သွားပါတယ်ဆိုတော့တကယ်တမ်းတရားစီရှိမှမှာထားရမယ့်လူကဒီစီကိုချိုးတွေဖြစ်တယ်သူတို့ကပဲနိုင်ငံတော်ကိုပိုကန်တယ်သူတို့ကပဲနိုင်ငံတော်ကိုဖျက်ဆီးနေတယ်သူတို့ကပဲပြည်သူလူထုကိုနေတိုင်းတပ်ဖြတ်နေတယ်ဆိုတော့ကျွန်တော်တို့ကဒါဒီအားလုံးကို document လုပ်ထားတယ် record လုပ်ထားတယ်ဒါဒီအားလုံးကိုလည်းအခုကျွန်တော်တို့က ICC နဲ့ ICJ ကိုတွားခိုင်းနေတယ်နောက်ွယ်မှာကျွန်တော်တို့ဒါအားလုံးလုပ်နေတယ်ဆိုတော့တနေ့ကျရင်တရားစီရေးစိမောက်မှာဒီစီကိုချုပ်တွေဟာလည်းထိုင်ကိုထိုင်ရပါလိမ့်မယ်သူတို့ထိုင်တဲ့အထိကိုကျွန်တော်ကဆက်လက်ပြီးတော့ဆောင်ရွက်သွားပါလိမ့်မယ်